အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Louis ပဲဖြစ်ပါတယ်ကျွန်တော်ယနေ့ Facebook YouTube TikTok စရဲပေါ့နော် application တွေကနေပြီးတော့ video တွေဘယ်လိုမျိုး download ရယူလို့ရမလဲဆိုရင်နည်းလမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ TikTok ပေါ့နော်ဥပမာအနေဖြင့် TikTok ကနေပြီးတော့ video တွေကို download လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ Mindy story မှာပြန်ပြီးတော့တင်မယ်ဆိုရင် logo ကြီးပါနေတတ်တယ်ပေါ့နော်ဒီ logo တွေပါနေတာကပြန်တင်တဲ့အချိန်မှာရုပ်ဆိုးတယ်ပေါ့နော်မသိမတတ်ဘူးဖြစ်တယ်ဆိုတော့ဒီ logo တွေမပါအောင်ဘယ်လိုမျိုး download လုပ်လို့ရမလဲဆိုရဲနီလန်းလေးကိုပြောပြပေးသွားပါမယ်ကျွန်တော်ပြောပြပေးတဲ့နီလန်းလေးကမသိသေးတဲ့သူတွေအတွက်ပါတည်သွားတဲ့တည်ပြီးသားလူတွေကတော့ဟာလာကြော်သွားလို့ရပါတယ်ဗျအားလုံးဒီကကျွန်တော် copy link UNE ကိုပြထားတာပါအောင်ဆုံးအများလေးကိုဝင်မယ်ပေါ့နော်ဝင်ပြီး copy link အဲ့မှာအပြန်အောင်လေးရှိတယ်အဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်တော့ဒါဟို copy link လုပ်ပြီးသွားပြီပေါ့နော်YouTube မှာဆိုရင်လည်း clip ကတ်ကြီးပုံလေးရဲ့ဘေးနာလေးအများပုံစံလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးတော့အဲ့မှာ copy link ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါတယ် copy လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်Facebook မှာဆိုလည်းအဲ့တိုင်းပဲအောက်ဆုံးကအဆက်30ကိုနှိပ်မယ်နှိပ်ပြီးတော့အဲ့မှာပေါ်လာတဲ့ copy link ဆိုတဲ့ဟာကို copy ကို Pinterest မှာလည်းထိုနည်း၎င်းပဲ copy link ယူပြီးတော့ download ပြန်ဆွဲတဲ့အခါမှာအလွယ်ကူဆုံးနည်းလမ်းဖြစ်တယ်ကျွန်တော်ကတော့ Vmaker ကနေပဲ download ပြန်ဆွဲပါတယ်ကိုယူလာတဲ့ copy link ပေါ့နော် copy link ကိုရှာတဲ့နေရာမှာsearch မှာပြန်ပြီးတော့ရိုက်ချလိုက်မယ်ပေါ့နော် pass နဲ့ပြန်ရိုက်ချလိုက်မယ်ရိုက်ချပြီးရင်ရှာပြီးရင်ကျွန်တော်တို့ download လို့ရပါပြီ